တို့စင်ပယ်ပြရတယ်စင်ပယ်ပြရတဲ့ပုံလေးကိုဒီမှာပြချင်လို့ဟိုပါစက်နဲ့ပြောအရှိမတပုံတင်မွားပြီးလေပင်နဲ့ဗာလဲလေပင်လေးတောင်းနဲ့ဖြတ်တာအောင်နည်းနည်းလေးပြောင်းသွားတာဘဝတွေဘူးသွားတယ်လို့မသိတော့လို့စင်ပယ်လေးပြရတယ်ဆိုတော့ပြီးတော့ဟာလားမြင်တက်ရမယ်နော်ကိုကအသိလားမြင်တက်ရမယ်ဆိုတော့မြင်အောင်လဲကြည့်ရအောင်ပဲဒါတင်ပြီးဒါကြီးပဲတက်လို့မရအောင်အမတင်တန်းမှာဘယ်သူ့ကိုမှတပုံနဲ့မတင်ဘူးဒါတတိလေးဖြစ်ရမှာနော်သိကတ်ထားအဲ့ဆိုမြင်သွားပြီတွေ့လားအင်းကြီးပုံနော်မမြင်မစမ်းဖြစ်လို့မရအောင်တခုခုပြောင်းလိုက်တာနဲ့ဟာဘာကြီးလဲမသိတော့အကြီးတွေမတွေ့ရအောင်ဒီပေါင်ထဲကနေပဲအမတော့သွားနေရတာနော်အဲ့တော့ဖြည်းချင်းစဉ်းစားစိတ်ကိုမမှန်ထားငြိမ်ငြိမ်လေးထားနှလုံးခုန်လုံးနဲ့မမြန်ရအောင်အသက်ကိုပုံမှန်ရှူပြီးရင်ကိုလိုချင်တဲ့ပုံစံကိုသေချာကြည့်နော်ကြည့်ပြီးတော့အမတို့ပတ်တန်ကြီးတစ်ခုလုံးပြောင်းသွားတာမဟုတ်ဘူးလေဘင်းလေးပဲပြောင်းသွားတာလေဟုတ်တယ်မလားလေဘင်းလေးပဲပြောင်းသွားတာကိုတမလားအရန်ကြီးအကုန်လုံးပြောင်းသွားပြီးစိတ်ထဲမှာတော့ဖြစ်နေတာအများကြီးမဖြစ်ရအောင်နော်ဒါလေးပဲအဲ့ဒါလေးပဲတခြားဟာတွေဆိုလည်းဒီလိုပဲတစ်ခုနဲ့တစ်ခုနည်းနည်းလေးချိန်သွားဆီယမစာမေးပွဲမေကွန်းလှည့်လိုက်တယ်လို့မျိုးပါသိတယ်မလားအဲ့လိုလေးပဲလေအများကြီးမဟုတ်ဘူးလေဒီမှာမေကွန်းကမလှည့်တော့မလှည့်တာအောင်ဒါလေးက level လေးတောက်ဒါလေးက level V ဒါလေးပဲပြောင်းသွားတာအဲ့ဒါကိုမြင်ရမယ်နော်မြင်အောင်လည်းကြည့်ရမယ်မြင်ရမယ်ပြောဘယ်ကနေပြေလို့ကြည့်မှမသိပြက်ခဲ့နော်လားတလားနော်ဒီလိုလေး level ကနေလို့ထွက်ပထမကျတော့မတို့လေးတောက်ကလေးလေးဒီလိုလေးဖြတ်ထားတာလေဘာကွာလို့လဲဒီမှာဝေးကွာပါအောင်နောက်တွေကဟိုဘက်တစ်လုံးဒီဘက်တစ်လုံးကွာပါဒီလိုလေးပဲဒီလိုလေးနဲ့ဒီလိုလေးပဲကွာသွားတာလေတွေ့လားဒီမှာအဲ့တော့တခါဒီမှာတို့ဒီလိုမျိုးမဟုတ်တော့ပဲနဲ့တချမ်းဆောင်ထပ်လုပ်ချင်တယ်ဆိုလဲရတယ်လေကော်လာလေးကဒီဘက်ကိုရွှေ့သွားပြီးစောင်းသွားမှလေတို့ချမ်းဆောင်ဖောက်ပြီးချမ်းဆောင်မှလည်းကော်လာလေးတွေထည့်လို့အများကြီးပဲပတန်တစ်ခုတည်းကနေအများကြီးထွက်တယ်နော်โอเคရပြီထွက်တော့ဒီမှာနော်ရုပ်ထွက်လာပြီရင်အောင်လေးပါထွက်သွားပြီစံပယ်လေးချစ်စရာလေးလာလိုက်တာအင်ဂျီပုံမပေါ်လို့ရှိရင်ဒီလိုလေးတွေဖော်ကြည့်လာလိုက်တာအဲ့လိုလည်းပြရသေးတယ်တင်ပြီးသားကိုမမြင်လို့ဆိုပြီးပြရသေးတယ်ရှင်လို့လာလိုက်တာနော်ချစ်စရာလေး